Armani Buddha Veshaka Parivan Bhakti Tashyadam Yasudina Maya Sunday Suyewe Mutia Bhave Chimi Yesi Bhakti Isu Chimi Bhakti Malayan Bhagavato Pujali Komi Nokala Pujimena Eda Bhakti Armani Buddha Veshaka Parivan Bhakti 但是都是压身体电脑。这是然后再为出去了。苏爷会拿来今天表演的吧？今天的吧？三，好了，我俩苏爷会这都在今天表演的吧？也是我今天没表演。 阿达尼的这个也要回来了，不一样的这个不就是啊，也要到大家了。爱马不是非常的，当你不明白才会。好，老卡苏亚西马罗。 所以要看要不要领导到大家。တော်လေးပြောရပါတယ်ကျွန်တော်ဒီလိုပရမတ်တူရခဲ့တဲ့အတွက်လေအားလုံးအကုန်လုံးတယောက်ချင်းချင်းရအကောင်းဆုံးကြိုးစားသွားခဲ့တဲ့အတွက်ကျွန်တော်ဒီလိုမျိုးပရမတ်တူရရှိခဲ့ရဖြစ်ပါတယ်မလာတိုင်းနဲ့ပရိသတ်တွေရောလာခဲ့တဲ့ပရိသတ်တွေရောအားလုံးကိုလည်းတယောက်ချင်းချင်းအားလုံးကျေးဇူးတင်ပါတယ်လို့နောက်လည်းအားပေးပါဦးလို့ပြောပါဒီလိုမျိုးတစ်ခါမှလည်းအဲ့လိုဖြစ်လာလေပရမတ်တူရမယ်လို့လည်းမတွေးမိပါဘူးဒါပေမဲ့လည်းအဲ့လိုရသွားတော့ပြောပါတယ်အကောင်းဆုံး ကျိုးသားသွားပါမယ်လို့စုပလားတွေလည်းအကောင်းဆုံးယူကြသွားပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်Armani Buddha Veshaka 2025 January ပထမဆုံးရရှိနေတဲ့မှာတဦးချင်းစီတဲ့ကစုကျေးဝေကြတင်ကားတဲ့ရှိတဲ့စီစဉ်ဖြစ်ပါလိမ့်မယ် Budvari Suchi Vinamaya, Nikolai Dadi Surya, Sivali Avati, Yukima, Nitasa Pendaya Parashin. Sulatanamaya, Armani Buddha Veshaka 2025 January, Pratama Suyali, Chetele Asidena, Nitasa Pendaya Parashin.
ဆိုတော့ဒီတော့ပထမဆုံးရတဲ့ကျေးဇူးတင်အစီအစဉ်အားဆုံးရှိကိုတဲ့တိတ်ကားတဲ့စီစဉ်မှာပြောပါရရှင်။လက်ကပေးကတော့ကျေးဇူးတင်အစီအစဉ်အားပေးပေါ်ပါရရှင်။ So lo que vamos a hacer es una serie de varios, una serie de varias, hablar de lo que vamos a hacer, de lo que vamos a hacer, de Ready? 1, 2, 3.ကျွန်တော်တော့ခြေစင်လင်း FC ရဲ့ founder ကိုအောင်စောဦးပါဗျာအားလုံးမင်္ဂလာပါဒီပွဲကတော့ကျွန်တော်တီဆောက်ထားတဲ့အတိုင်းပဲပေါ့ဗျာဒီပွဲကတော့ကမ်းပဲမဟုတ်အောင်စတဲ့တီဆောက်ခဲ့တာပေါ့ဗျာစတဲ့တီဆောက်တဲ့အတိုင်းပဲဖြစ်သွားတဲ့အတွက်ဝမ်းသာပါတယ်ဗျာကျွန်တော်ကစားဝဲချတဲ့အတိုင်းပဲလိုက်လို့နိုင်တော့ကလေးလေးလည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့တော့ဒုတိယပိုင်းမှာတော့ဒီခံစစ်ကိုပို့ပြီးတော့ပြင်ဆင်ရတာပေါ့ဗျာခံစစ်ကောင်းပြန်တီဆောက်ရတယ်လိုအပ်တာလေးတော့ဘေးကနေတော့ညှော့ချပေးတော့ကလေးလေးလည်းအကုန်လုံးလိုက်လို့နိုင်တယ်ဗျာအဲ့ဒီအတွက်လည်းကျွန်တော်တို့ရလတ်တစ်ခုလိုချင်တဲ့ရလတ်တစ်ခုရတာပေါ့ဗျာဒီကတော့ပလေးသားအများကြီးကျေးဇူးအများကြီးတင်ရမှာပေါ့ဗျာကျွန်တော်တို့ဒီကတော့ကျွန်တော်တို့ဘက်အလှိုင်းသားရဲ့ဟိုဘက်ချမ်းရွာတွေဘက်အထိကား3-4-5စီးပေါ့ဒီကတော့မှန်းလို့ဆိုရင်5စီးလောက်ထိကျွန်တော်တို့ဒီကလိုက်ထရက်ကားလေးနဲ့စားသားရပေါ့အများကြီးလိုက်လာခဲ့တဲ့အတွက်ပလေးသားအားကတော့ကျွန်တော်တို့မှာအများကြီးတက်ရောက်မှုရှိတာပေါ့နော်ကစားသမားလေးမှာလည်းပိုပြီးတော့အားရှိတာပေါ့ဒီကတော့ဟိုဘက်ရဲ့ဟိုဘက်ရဲ့ပင်ခရာတီးတဲ့ဟာကိုအားဖြင့်ပြန်ယူရတာပေါ့ဗျာဒီတိုင်းတော့ဖြစ်ပါတယ်ပေါ့အဆင်ပြေပါတယ်ဟုတ်ဒီကတော့ကျွန်တော်ပထမဆုံးပြောချင်တာကကျွန်တော်သင်းကားပေါ့နော်ချယ်စင်လင်းသင်းဆိုကျွန်တော်2019တဲ့စပြီးတီထောင်လာတာပေါ့ဗျာရက်ွက်တဲ့ကရက်ွက်လည်းခြာတိတ်လေးနဲ့စပြီးတီထောင်ခဲ့တာပေါ့ဗျာဒီတော့ကဖေးဖေးကိုလိုချင်တဲ့ပုံစံလေးနဲ့ဆွတ်ခေါ်ခဲ့တာပေါ့ဗျာဆွတ်ခေါ်ခဲ့တော့ကျွန်တော်မှကိုတက်တဲ့ဟာလေးနဲ့တော့ကလေးလေးသင်ပေးတယ်တော်တင်ဆိုးမှတယ်ပြီးတော့မှပြေးလို့ယူတာဒီ city ရောက်လာတော့ဗောနော်ဒီကလေးလေးကလည်းအခုဆိုကျွန်တော်စီကနံပါတ်9လေးဆိုရင်တကယ်မှခြာတိတ်မှခြာတိတ်လေးတကယ်18နှစ်ပဲရှိသေးတယ်ဒီကောင်လေးဆိုရင်လေအကောင်းဆုံးယူသွားရသွားတဲ့ကလေးဆိုရင်အခုကြောင်းတက်နေတာG12လေးပဲရှိသေးတာဗောနော်G12ခေါင်းလေးပါအကောင်းဆုံးယူသွားရသွားတာလည်းဝမ်းသာပါတယ်ဒီကတော့ကိုသင်ပေးတဲ့ပုံစံလေးတိုင်းနဲ့လိုက်လို့နိုင်တာဗောနော်ကလေးလေးကစားစားရလိုက်လို့နိုင်တဲ့အတွက်ဒီဆဲဟိုမှာဒီလိုမျိုးချန်ပီယံဆုရခဲ့တာဗောဗျာဟုတ်ချန်ပီယံရှိကတော့ကျွန်တော်တို့ဝင်ဖြစ်မပြင်ဖြစ်မသေးကြသေးဘူးဗျမဝင်ဖြစ်ဖို့တော့များပါတယ်ဟုတ်အနည်းလေးမှာတော့ကျွန်တော်တို့ဒီရှိတဲ့လူလေးနဲ့ထပ်ဆောင်လူလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးနဲ့ပြန်ပြီးတော့တစ်နှစ်ပတ်လုံးပြန်ပြီးတော့ဖြည်းဖြည်းချင်းပြန်သွားမှာပေါ့ဗျာဖြည်းဖြည်းချင်းပြန်သွားပြီးတော့ကိုလိုချင်ပုံစံလေးကိုဆွဲထည့်ပြီးတော့မှနောက်နေ့အတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ခလားကောက်ွယ်ရမှာပေါ့ဗျာဟုတ်ကဲ့ပါအဲ့တော့ကျေးဇူးတင်ပါတယ်ဗျာမြန်မာဖူးစံညို့လည်းကျေးဇူးများတင်ပါတယ်ဗျာဟုတ်ကဲ့ပါ